ကဲအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ထုံးစံအတိုင်းပဲအင်သူလေးပဲဖြစ်ပါတယ်ရှင်ကျမရဲ့ reaction video လေးတွေကိုည7:00နာရီချိန်မှာပုံမှန်တင်ဆက်ပေးသွားမှာမို့ channel လေးကိုလည်း like and subscribe လုပ်ပေးကြဖို့မြစ်တမ်းရက်ခန့်အပ်ပါတယ်ရှင်ကဲအဲ့ဒါဆိုရင်ဟာငါးကောင်ရဲ့ဟာတာအတူတူကြည့်ကြရအောင်နော်ပွဲမြစ်ပတ်တဲ့ပြလုံးမပြတ်နဲ့ဘာလို့လဲဆိုတော့ငါယောက်ကမိခင်ဖာကောင်းသားသမီးတွေမင်းကဟိုဆိုးနေတယ်မိကောင်းပါခင်ကွာလူကြားဒီမှာကွာတတ်အရှောက်ခွဲနေတာဘာဖြစ်လို့လဲသိချပြောမိကောင်းပါခင်သားသမီးတွေကျွန်တော်တို့ငါယောက်ကဒီမိခင်ဖာကောင်းသားသမီးတွေမင်းကထိုးခံတော့ဆောင်လုပ်ပြီးစကားတော့မပြောတတ်ဘူးသိချလိုက်ပြောကွာငါလည်းပြောတာကွာမင်းကလည်းမိကောင်းတောင်းဖဟင်းကင်းမိကောင်းဖခင်မိခင်ဖင်ကောင်းမင်းမားနေတယ်မိခင်ဖင်ကောင်းရင်မင်းကွာခေါင်းဆောင်လုပ်ပြီးစကားမပြောတတ်မှတော့မင်းဘယ်နေရာသွားတုံးစားမသိဘူးလေကွာမင်းကလည်းသိချလိုက်ပြောအေးမိကောင်းဖကင်းမိကောင်းဖခင်ဖာကောင်းမိခင်ဟာမင်းမားနေတယ်လို့သူမားပြီကွာမင်းတို့ကွာတောင်းချင်းတင်တယ်ပါတောင်းကြတကယ်တလုံးချင်းလိုက်တော့အေးမိကောင်းဖကင်းကင်းမိကောင်းဖကင်းမိခင်ဖာကောင်းမင်းတို့ချက်ခင်တွေလိတ်နေတာတေးထားမသိဘူးလိုက်ဆိုမိကောင်းဖကင်းနင့်အမေဖင်ကောင်းမိကောင်းဖခင်ကဲဒီလိုမှန်းသိသူ့အမေဖင်ကောင်းနဲ့အစိုးရတဲ့ပေးတွေ့ဒီကျွန်တော်မေဖင်ကောင်းကြီးဟာမိကောင်းဖခင်သားသမီးတွေကြိုးသားနဲ့ပြောကြိုးသားနဲ့ပြောတယ်ဘာဖြစ်လို့လဲဆိုမင်းတို့ကတော့လူငယ်တွေဆိုခစ်ကိုလည်းလေးလာမယ်ဒါဘသူပြေတော့တို့ပြေအဲ့ဒါမျိုးဖြစ်ရဒါဘသူမြေတော့တို့ပြေတော့ပြေကိုမထိနဲ့မီးပွင့်သွားမယ်တော့မြေကိုမထိနဲ့မီးပွင့်သွားမယ်မဲတီလာရှင်မထိနဲ့စံမန်မောက်သွားမယ်ဒါနစံမန်မြတ်တဲ့ကမားလေးရှင်မေဒီလာကိုမထီနဲ့တဲ့စံပန်းလေးမှောက်သွားမယ်တဲ့ဘာသာမသာမိတော့ကလောင်းလူကြပါသေးတစ်ချက်နှစ်ချက်လောင်းသူများခွေးကြိုက်ကြပါသေးကောင်းပြောပါဟာမင်းတို့ကလေမြန်မာပြည်သည်တို့ပြည်မြန်မာစာသည်တို့စာမြန်မာစကားသည်တို့စကားအဲ့ဒီလိုဖြစ်ရမှာမြန်မာတွေစီးကန်းဖောက်လို့ထီးနဲ့ပြောက်တာမင်းတို့မသိဘူးဟုတ်ကဲ့ပြောစမ်းပါဦးဘာလို့ဦးကောင်းလိန်ထုတ်မင်းဆက်ပြုတ်ဦးဆိုတာတစ်ကောင်းဆိုတာနဲ့လေးစောလေးထုတ်ဆိုတာခွန်ဟုတ်တယ်1248ခုနှစ်ကအနောက်နိုင်ငံကိုပါတော်မူသွားတာတီဘောဘရင်နဲ့စုပြားလက်ဟုတ်တယ်ဗျာမြန်မာအရှင်နှစ်ပါးကိုအင်္ဂလိပ်မျက်နှာနီတွေကမျက်နှာဖြူတွေကရှာမရှင်နဲ့အဲ့တော့သူတို့အရက်တွေတောက်ထားတာမျက်နှာကြီးနီးနေတယ်ဩငါပြောတယ်အင်္ဂလိပ်မျက်နှာဖြူတွေမဟုတ်ဘူးတဲ့အင်္ဂလိပ်မျက်နှာနီတွေအဲ့ချိန်သူတို့အရက်တောက်ထားတော့မျက်နှာနီနေတာတဲ့ငါပြောတယ်အေးပြောတာအင်္ဂလိပ်မျက်နှာဖြူတွေကကြက်ကလေးငက်ကလေးဖမ်းတယ်လို့ဖမ်းခေါ်သွားတွဲဖမ်းခေါ်တာအင်္ဂလိပ်စစ်ဘူဒေးဗစ်ပခန်းကားနဲ့ကလေးတွေတီဘောဘရင်နဲ့စုပြားလက်ကိုအနောက်နိုင်ငံကိုဘောလုံးပွဲကြည့်မယ်ဆိုပြီးခေါ်သွားတာခေါ်တာမြန်မာပြည်ကိုသိမ်းမလို့ကြက်ကလေးငက်ကလေးဖမ်းတယ်လို့ဖမ်းခေါ်ဟုတ်တယ်အဲ့ဒါမြန်မာတွေစီကံဖောက်ခဲ့လို့ဟုတ်တယ်ဒါကြောင့်တို့ရဲ့လွတ်လပ်ရေးဖခင်အာဇာနည်ခေါင်းဆောင်ဘိုးချုပ်မသိခင်ကအောင်စန်းကိုဘာတွေပြောသွားတော့ဘိုးချုပ်နဲ့အောင်စန်းနဲ့အတူတူပဲမျက်လုံးကအမြင်ကျဲစမ်းပါဘိုးချုပ်နဲ့အောင်စန်းနဲ့အတူတူပဲအတူတူပဲဘိုးချုပ်အောင်စန်းမသိကဘာတွေပြောသွားတော့ဘာတွေပြောသွားလဲငါမသိလို့မင်းတို့မေးနေတာလေမသိရင်နောက်မှသွားတိတ်လိုက်သွားဒါလေးတော့မသိကောင်းကောင်းပြောပါဟာမြန်မာနိုင်ငံကြီးသူ့ကြုံဘဝရောက်နေတာဟုတ်တယ်လွတ်လပ်ရေးရအောင်လုပ်ပေးခဲ့တဲ့တူးရဲတော့နိုင်ငံခေါင်းဆောင်ကဘာလို့သိရတင်ဆိုသိဒါတောင်ဂျွန်ကိုတိုက်ပွဲကြသွားလို့အခုချိန်ကြီးနေမျိုးအောင်ကမင်းလက်နက်မချသေးဘူးမင်းတို့နေထက်လေးကိုဘယ်နာသွားထားလဲနေလင်ပြောနေတာမသိဘူးနီးစရာချဒါတောင်မြေမျိုးခံတော့မဲ့ရွှေဆိုတာပေါ်လာသေးတယ်မနောက်နဲ့သူ့ကြုံဘဝလွတ်မြောက်အောင်ကြိုးပမ်းခဲ့တာဘိုလ်ချုပ်အောင်စန်းဟုတ်တယ်ဗျာဘိုလ်ချုပ်အောင်စန်းပြောခဲ့သူ့ကြုံဘဝကလွတ်မြောက်အောင်ကြိုးပမ်းခဲ့တာဘိုးချောင်းဆန်းနဲ့မှန်ပါတယ်နော်ဘာတွေပြောခဲ့လဲမြန်မာချင်းဟတ်ကြပါကြောချင်းကတ်ကြစိုက်ကားများစီးကြစိုက်ဘာဖြစ်လို့စိုက်ကြောချင်းကတ်တာနဲ့စိုက်ကားစီးတာနဲ့စိုက်ကားစီးမှကြောချင်းကတ်ပါလေဟုတ်မြန်မာတွေစိတ်ဝမ်းမကွဲနဲ့စိတ်ဝမ်းမကွဲပါနဲ့မြန်မာလူမျိုးတွေစိတ်ဝမ်းမကွဲပါနဲ့စိတ်ဝမ်းကွဲရင်ဘာဖြစ်စိတ်ဥတွေထွက်ကြလာလိမ့်မယ်ငါ့ကို90သားလောက်ပေးပါမင်းတို့မနောက်ပါနဲ့ကွာတတ်တီကိုမနောက်ပါနဲ့ဘိုလ်ချုပ်ကိုမနောက်ကြပါနဲ့ကျွန်တော်တို့ဘိုလ်ချုပ်အပါဝင်အာဇာနည်9ဦးဘာဖြစ်လဲ1940ခုဇူလိုင်19ရက်နေ့မှာတနက်နဲ့ရဲဆက်ဆက်အပြစ်ခံပြီးအလုတ်ကြံခံခဲ့ရတယ်ဟုတ်တယ်ဗျာဆရာဗျာအဲ့ဒီတစ်ချိန်တော့ပိုးလေးမရှိခဲ့လို့မရှိရောငါပါရောပြစ်ခံရတာပေါ့မင်းပြောတာငါတို့ဗမာတွေတိတ်ခါကြတယ်ဗမာရဲ့တိုက်ခါကြတယ်ကွာဟုတ်တယ်ဗမာရဲ့အဓိကမိခင်ဖြစ်တဲ့အေယာဝတီမြစ်ဆိုလို့ရှိရင်ဗမာရဲ့အသက်သွေးကြောဆိုလည်းမမှားဘူးအေယာဝတီတစ်ချိန်လုံးကသွေးချောင်းစီးခဲ့တာဒီမြစ်ဟုတ်တယ်ဗျာဗမာထီရင်သွေးကြည့်မင်းနီးရကွာဗမာချင်းချင်းသွေးနီးတယ်ဟဲ့သွေးနီးရမယ်တစ်ချိန်လုံးကမင်းတို့ကြားဘူးမှာပေါ့အေယာဝတီမြစ်ရိုးတစ်လျှောက်မှာလက်မထောင်သွားနေတာဘာလို့ပတ်လဲမင်းလားကနန်းလက်မ
အန်တာကိုကြီးကြီးပြီးတော့ဟုတ်ဒီပတ်တီနဲ့တေချင်းတို့က တတ်တည် အဲ့လိုမပြောနဲ့အဲ့လိုပြောလို့တတိမရှိဘူးထင်သွားလိုက်မယ် ဘာဖြစ် စစ်တောင်းတရားပေါ်မှာဂျပန်အယောက်100နဲ့1ယောက်ဟာငါကြီးတောင်ဓာကြီးကင်ပြီးတော့ချက်တောက်တွေလက်တွေအပိုင်းပိုင်းခုတ်ခဲ့တာကွာ ဟာဘာလို့လူခေါင်းနေမဖြတ်တာလဲ ခေါင်းတွေကသူများဖြတ်သွားပြီ တေချင်းစိုးက နားတာကွာငါ ငါပြက်လို့ကြီးတာလားမင်းတို့ချလို့ကြီးတာလားမသိဘူး ချရင်ရှိတယ်ဆိုမင်းလက်ရိုက် နားတော့မကြည့်ရဘူးသွားရ အဲ့လိုမပြောနဲ့နော် ဟာနားပြန်ပြီ တ ကွာ တိရှိတဲ့နေရာမှာနောက်တစ်ခါထက်ချခံအောင်ပါချခံပြီးတော့ပြောအောင်ပါ ပြောသားမှာ မင်းတို့သိမှာပါလက်မဗရမများကြောက်စီသားကိုကင်ဆွဲမြင်းမြူကြီးကိုစီးပြီးတော့ရန်သူပေါင်းမြောင်များစွာကိုနှိမ်နှင်းလာခဲ့တာ မင်းလား မင်းလား ချက်လီလေ တတ်တည်ကိုမနောက်နဲ့ဟာငါကောင်ဆိုပြည်သူဘက်ကရက်တည်နေတဲ့ဖွဲ့တကိုးပြတဲ့မာနတန်နဲ့နေချက်အစိုးရငါမခံဘူးဆိုပြီးဆရာစံတော်မီရှို့စင်ခါပြည်ကျော်ဘာလုပ်နေတယ်ထင် မေးပါလောက်နေတော့ မင်္ဂလာစင်းမီရှို့ပြတာပေါ့ ငါလဲချအောင်မယ်ငါလဲချအောင်မယ် တေချင်းစိုးမိုက်ကြီးနဲ့ ငါကလည်းတော့ တတ်တည်ကိုမနောက်နဲ့မြန်မာပြည်ကိုလွတ်လပ်ရေးရအောင်အာ မဟုတ်မင်းကလူရှင်တော်လားဘုန်းကြီးတွေကိုရိုက်တယ်စွမ်းအားရှင်လား တေချင်းစိုးတနေ့3000ပေးပြီးမြန်ရိုက်နေလားမသိဘူး ဒီလိုက်ပြော ပြောညီလေး စွမ်းအာမဟုတ်ပါဘူး တတ်တည် တတ်တည် တတ်တည်ကိုပြော အေးတတိကိုပြောမင်းမလဲဆွမ်းအချင်းတွေမပြောနဲ့ ငါဒီညမပြောတော့ဘူးရိုက်တဲ့ဘက်ကပါတယ် ပေး တတ်တည်အကြောင်းတော့လာမပြောနဲ့ ဒီကိစ္စလေငါ တေချင်းစိုး तू ရိုက်တာတတ်ဆန်ငါရိုက်တာတတ်တာတယ်တကယ်ပြောတာတတ်တည်အကြောင်းတော့မပြောနဲ့မြန်မာနိုင်ငံကိုလွတ်လပ်ရေးရအောင်လုပ်ခဲ့တာဘယ်သူလုံးဆိုလို့ရှိရင်မင်းတို့ပြောမယ်ဗိုလ်ချုပ်အောင်ဆန်း ဟုတ်တယ် ဟုတ်တယ်လေဟုတ်တယ်လေ အဲ့စကားငါလက်မခံဘူးမင်းတို့မှမသိလိုက်တာမြန်မာနိုင်ငံကိုလွတ်လပ်ရေးရအောင်လုပ်ခဲ့တာဘိုးပြည်ကျော်ပါလို့ပြောရင်မင်းတို့ယုံမလား မယုံပါဘူး မယုံမလဲဟုတ်မှာမဟုတ်တာ မဟုတ်တာကိုပြောနေသေးတယ်မဟုတ်တာကိုပြောနေသေးတယ် ဟုတ်ဘူးတော့စာရက်ပြောပြီးပြီပဲ မင်းဟိုလင်မန်းခုံခုံတိုးနေတာလင်မန်းကို ဟာငါကောင်ဖွဲ့ဘိုလ်ချုပ်အောင်ဆန်းပြက်လုံးနေအမြဲတမ်းပြက် ဟုတ်တယ် မင်းပြက်လား ငါပြက်တာငါဖမ်းခံဟုတ် ဟုတ်လေဒီလေးကတူတယ်လေ တူတယ်မင်းဘိုးကျော်နဲ့တူတယ် ရတယ်ငါတယောက်တည်းပြက်လဲအကြောင်းမဟုတ်မင်းအမေလေးနဲ့ကလုံးကြီးတုံရမ်းတာအကုန်ဖမ်းခံရမှာရတယ်ပြောမယ် မင်းကအထိုးပေါ်တယ်မှာဘိုးကျော်နဲ့တူတယ်တိုးကျော်ကလုံးစွန်းနဲ့တူတယ် ဒီချင်းတို့ခလေးတယောက်ဆောင်နောက်ဆုံးနေ ။နောက်ထပ်ဟာတာတစ်ပုတ်အတူတူကြည့်ကြရအောင်နော် ယောက်ျားမိမကိုပတ်စံ9000လောက်ပေးအောင် မနေ့ကပဲဈေးဖို့1000ပေးထားရလေဘာလို့မလဲ9000อ่ะ အတွင်းခံပေါင်းပြီးသွားဝယ်မလို့ ။မိမပစ္စံ9000လောက်ပေးအောင်တဲ့ယောက်ျားစီမတောင်းနေတာအသွင်းခံတော့ဝဲမလို့တဲ့ အလကားထည့်စရာပစ္စည်းရှိတာလည်းမဟုတ်ဘူးပတ်စံကုန်ခံပြီးတော့ယောက်ျားလေးတွေလိုဟိုရမ်းဒီရမ်းရမ်းနေတာမှမဟုတ်တာဝတ်မနေနဲ့ ။ကဲနောက်ထပ်တစ်ပုတ်ကတော့ဖေဖေကသမီးလေးကိုဘယ်လိုနေထိုင်ရမလဲဆိုတော့တင်ပြပေးနေတာအတူတူကြည့်ကြရအောင်နော် သမီးမိန်းကလေးဆိုတာအပြင်သွားတဲ့အခါစက်ကပ်ဝတ်လို့ရှိရင်နေရာထိုင်တာဆင်ခြင်ရတယ်သိလားဒီမှာထိုင်ကုန်ပေါ်မှာထိုင်တော့မဲ့ခါဟမ်အေးဒူးကောင်းကိုစုထားဟုတ်မလားတစီတစ်ခုကြလို့ကောက်တော့မဲ့အခါဆိုရင်အဲဒါလက်တစ်ဖက်ကိုရင်ပတ်ပါဖိထားအေးကောက်နော်မမေလို့အဲ့လိုမဟုတ်တော့နောက်ထိုင်တဲ့အခါဆိုဖုန်းအိမ်မှာဖုန်းဆော့နေတာအဲ့လိုမျိုးအဲ့လိုမဟုတ်ဘူးနော် ။ကဲနောက်တစ်ပုတ်တူတူကြည့်ကြရအောင်နော်နောက်တစ်ပုတ်ကတော့ကြားဖြန့်လိမ့်နီးပေါ့နော် အဲ့ဆိုမှမလေးသွားရမယ်နော်ကျမယူစားနော် အေးချက်စားလေးတခြားရောနော်ကိုရမိုးစပုံမင်းနဲ့ ဟုတ်ပါတိုင်းနော်တလား ဟယ်လို ဟုတ်ဒီဖုန်းနံပါတ်လေးကမရော့ရဲတို့အိမ်ရလားမသိဘူးနော် ဟုတ်ပါတယ်ရှင် ဟုတ်အခုဖုန်းပြောနေရမရော့ရဲနဲ့ပါတော့လည်းမသိဘူးဗျ ဘာလို့မေးရလဲမသိဘူး ဟောဒီလိုပါမရော့ရဲတို့စီးလိုက်တဲ့ကားကအမြင်လမ်းပေါ်မှာအက်ဆီဒန့်ဖြစ်သွားလို့ကျွန်တော်ကူညီပြီးတော့မိသားစုတွေကိုဆက်သွယ်ပေးရပါလူနာတွေကိုတော့လူမှုကူညီရေးအတင်းအဆေးရုံကိုပို့လိုက်ပြီဗျ ရှင်အဆင်အပြေလို့လားညီမလေးဘာဖြစ်သွားသေးလဲမသိဘူးရှင် အမြင်လမ်းမှာဆိုတော့နည်းတော့စိုးရင်ရတယ်ဗျဒါနဲ့အမနာမည်လေးရအောင် ကျမနာမည်ຫນွေဦးပါရှင်ဟုတ် ဟုတ်အဲ့ဒါဆိုရင်ဒီအမအမြင်ဆုံးလေးဆေးရုံလိုက်သွားလိုက်ပါလားကျွန်တော်တခြားမိသားစုတွေကိုတစ်ချက်လိုက်ဆက်သွယ်လိုက်အောင်မယ်ဗျ ဟုတ်ကဲ့ဟုတ် မိတ်ဆွေခေါ်ဆိုသောဖုန်းနံပါတ်မှာလက်တလောတွင်မိတ်ဆွေခေါ်ဆိုသောဖုန်းနံပါတ်မှာလက်တလောတွင်ဆက်သွယ်၍မရနိုင်ပါ ဟယ်လို မင်္ဂလာပါရှင်ညီမကနေပြီးတော့ဝေးပြေးလမ်းမှာနာဆေးရုံကပါရှင်
အခုပြောနေတာကလမ်းမှာ SCN ဖြစ်လို့စေးရုံရောက်နေတဲ့မရရဲ့လူနာရှင်မနှွယ်ဘူးလားမသိဘူးရှင် ဟုတ်ပါရဲ့ရှင်အမခုစေးအောင်ထွက်လာနေပြီနော်ဟုတ် ဟောအမကဘယ်မျိုးနေရလားမလည်းမသိဘူးရှင် မရန်ကုန်ကထွက်လာမှာနောက်9နိုင်လောက်ဆိုလို့ရှင်တော့ရောက်ပြီရှင်ဟုတ် အဲ့ဆိုရင်မရေညီမတစ်ခုလောက်ပြောချင်လို့ပါလူနာကလေသွေးထွက်လွန်ပြီးတော့အရေးပေါ်ခွဲစိတ်ရမယ့်အခြေအနေလေးရောက်နေလို့လူနာကိုခွဲစိတ်ဖို့ခွင့်ပြုလားခွင့်မပြုဘူးလားဆိုတာကိုသိချင်လို့ပါ ခွင့်ပြုတယ်ညီမလေးခွင့်ပြုတယ်အမညီမလေးဘာမှမဖြစ်ရင်ပြီးပါပဲနော် ဟုတ်ကဲ့ပါအမဒါဆိုရင်လူနာမဖြစ်မနေခွဲစိတ်ဖို့လိုအပ်တဲ့ပစ္စည်းလေးတွေနဲ့ဆေးဖို့တွေအတွက်ကြားသိငွေ25သိန်း6,900ကိုဆရာဝန်ကြီးရဲ့ဘဏ်အကောင့်ထဲကိုကြိုလွှဲပေးပါအောင်ရှင့် အမလာမတစ်ခါလွှဲပေးလိုက်လို့မရဘူးလား လူနာချင်းနေလေးရလေးမှာခွဲကန်းနဲ့ဝင်ရတော့မှမလို့အမလာတဲ့ဒီစောင့်လို့မရပါဘူးရှင့် အဲ့ဆိုရင်အမခုလွှဲပေးလိုက်မယ်နော်ဟုတ် ပတ်စံမလွှဲခင်လေးမှာလူနာရှင်မှန်စစ်ဆေးဖို့လိုအပ်တာမလို့ပတ်စံရင်ထဲမှာပါရဲ့လူနာရှင်ရဲ့မပုံတင်လေးကိုတစ်ချက်ပြောပေးမယ်နော်ဟုတ်လူနာရှင်ရဲ့မပုံတင်လေးက ဟုတ်ကဲ့အဲ့ဆိုရင်တော့မှတ်ပါတယ်ရှင်ဟုတ်ကဲ့ပါအမအဲ့ဆိုရင်ဒီဖုန်းနံပါတ်ထဲကိုလေကြားသိငွေ25သိန်း6,900ကိုလွှဲပေးပါအောင်ရှင်ပြည်စာလေးကို Viber နဲ့တဆင်ပြန်ပို့ပေးလိုက်ပါမယ်နော် ဟုတ်ကဲ့ဟုတ်လွှဲပေးလိုက်မယ်နော်နေရာတော့ဒီနေရာပါဘာစေးမှလည်းမရှိဘူးစေးမှစတဲ့ဖုန်းပြန်ဆက်ကြည့်လောက်မှာဒီနေ့ခေါ်ဆိုတော့တယ်လီဖုန်းမှာဆက်တင်ထားပါရဲ့ရှင် အခုကိုဒီနားမှာစေးုံစားရှိလားမသိဘူး ညီမတို့အရင်ခန်းလိုက်ပြီးနေတွေ့တယ်ညီမလိုပဲတယောက်ပြီးတယောက်အဲ့စုံနံပါတ်လာမေးကြတယ်ဒါပေမဲ့ဒီနေ့မှာဘာစီမှမရှိ ရှင် ဒီနေ့ခေါ်ဆိုတော့တယ်လီဖုန်းမှာဆက်တင်ထားပါရဲ့ရှင် ဟာမပါလားဟယ်လိုမ ဟယ်လိုရိုင်းမလေးအခုဘယ်မှာလဲ မန်လေးရောက်နေပြီမအမောင်ဖုန်းစဖို့မေ့နေတာ ဟမ် ကဲနောက်တစ်ယောက်ရဲ့နာမည်နဲ့မှတ်ပုံနဲ့နံပါတ်တော့ရပြီ ငါလည်းဖုန်းနံပါတ်ရတာ နောက်တစ်ယောက်က line မမိတဲ့အချိန်ပြဖို့လိုရယ်နော် ကဲအဲ့ဆိုရင်နောက်ခွင့်တစ်ခုစလိုက်ရအောင် ကြားဖြတ်လိုက်ကြီးတွေကတော်တော်ကြောက်စရာကောင်းနေတော့ကဲအားလုံးပြိတ္တတို့တတိထားဖို့မှာရှင်းပါတယ်နော်ကဲဒီညမှာတော့ဒီလောက်နဲ့ပဲရန်နာခွင့်ပြုပါရှင်နောက်ည7 နာရီမှာပြန်လည်ဆုံတွေ့ကြမယ်ရှင်ပြိတ္တများအားလုံးကျမ်းမာချမ်းသာကြပါစေရှင်